အားလုံးပဲမင်္ဂလာပါရှင် Livotek ရဲ့ 6kW hybrid upgrade inverter နဲ့ 48V 314AA LiPo4 battery ဟာဘယ်လိုအချက်တွေကြောင့် residential တွေအတွက်အဓိကရွေးချယ်တင်တာလဲ inverter ရဲ့ fan တန်တွေအရင်စုညံတဲ့အခါမှာစိတ်နှောက်ယှက်ဖြစ်ရပါတယ်ကျမတို့ Livotek ရဲ့ 6kW upgrade hybrid inverter မှာဆိုရင် neutral cooling system ကိုအသုံးပြုထားပေးတဲ့အပြင် heat sink ပါဝင်တာကြောင့်တခြား upgrade inverter တွေထက်အသံစုညံမှုကိုတိတိကျကျလျော့နေပါတယ်ဒါအပြင်ဆိုလာပိုင်းမှာလည်း MPPT controller နှစ်ခုပါဝင်ပြီး PV oversizing ကလည်း150ရာခိုင်နှုန်းအထိ support လုပ်ထားနိုင်တာကြောင့်နေရောင်ခြည်နေတဲ့အချိန်တွေမှာဆိုရင် inverter ကနေအမြင့်ဆုံး output ကိုထုတ်လုပ်ပေးနိုင်တာဖြစ်တဲ့အပြင် portion နေတဲ့ PV output power တွေကိုလည်း lose မဖြစ်သွားရအောင် battery charging အဖြစ်အသုံးပြုပေးသွားမှာပဲဖြစ်ပါတယ်ရှင် maximum charge discharge current ကလည်း125 ampere ဖြစ်တဲ့အတွက်ကြောင့်မလို့အခု package တွေမှာတွေ့ထားပေးတဲ့ Livotek ရဲ့ 314AA battery လေးရဆိုရင်3နိုင်ဝန်းကျင်လောက်နဲ့အပြည့်အောင်သွင်းပေးနိုင်တာပဲဖြစ်ပါတယ်ရှင် generator interface ပါဝင်လို့မီးစက်နဲ့ဓာတ်ရိုက်ချိတ်ဆက်ပြီးအသုံးပြုချင်ရင်လည်းအသုံးပြုနိုင်ပါတယ်ရှင်ညီမတို့ Livotek inverter မှာဆိုရင် colorful touch display ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခလုတ်တင်နဲ့လည်း feature တွေ setting တွေကိုအသုံးပြုနိုင်တယ်လို့ touch screen နဲ့လည်း feature တွေ setting တွေကိုအသုံးပြုနိုင်ပါတယ်ရှင်ညီမတို့ Livotek 314AA battery ရဆိုရင် customer တွေအနေနဲ့ voltage ဘယ်လောက်ရှိတယ် current ဘယ်လောက်ရှိတယ် SOC ဘယ်လောက်ကျန်တယ်ဆိုတာကိုလည်းကြည့်လို့ရမှာဖြစ်ပြီး setting ပိုင်းမှာဆိုလို့ရှိရင်လည်း circle count ဘယ်လောက်ကျန်တယ်ဆိုတာကိုလည်းကြည့်လို့ရမှာဖြစ်ပါတယ်ရှင်ညီမတို့ Livotek 314AA battery ရဆိုရင်ညီမတို့ Livotek inverter brand တွေမှာမဟုတ်ဘဲနဲ့တခြားသော inverter brand တွေပါအသုံးပြုလို့ရအောင်လို့ RS485 protocol နဲ့ CAN protocol နှစ်မျိုးလုံးပါဝင်ပါတယ်ရှင်White protocol ဖြစ်တာကြောင့်ဈေးကွက်ထဲမှာရှိတဲ့အခြားသော inverter brand တော်တော်များများနဲ့လည်းချိတ်ဆက်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ရှင်။ဒါအပြင် hybrid upgrade inverter ဖြစ်တဲ့အတွက်ကြောင့်မလို့ hybrid inverter တွေလောက်ဈေးမများပဲ hybrid function တွေအကုန်လုံးကိုအသုံးပြုနိုင်တာပဲဖြစ်ပါတယ်ရှင်။ဒါတွေကတော့ Livotek 6kW hybrid upgrade inverter ရဲ့အားသာချက်တွေပဲဖြစ်ပါတယ်ရှင်။ဒီဘက်ကလေးမှာ12 volt အသုံးပြုထားပေးတဲ့ Livotek ရဲ့ 314AA battery လေးရဆိုရင်တိတိကျကျလေးနဲ့ space ယူမှုလုံးဝမရှိဘဲနဲ့ပါဝင်ထားတဲ့ capacity ကလည်း15kW hour ပါဝင်တာကြောင့် EBCB မလိုပဲနဲ့ inverter type aircon တစ်ကောင်နှလုံးကို8နာရီကြာစိတ်ကြအသုံးပြုနိုင်ပါတယ်ရှင်။ဒါအပြင်အိမ်တအိမ်မှာအသုံးများတဲ့ electronic device တွေဖြစ်တဲ့ Regulator, aircon, TV, Wi-Fi, laptop, lighting စတာတွေကိုလည်းလုံလောက်အသုံးပြုနေတာဖြစ်တဲ့အပြင်ထမင်းရင်းဆက်တာရေတင်တာ pressure pan စတာတွေကိုလည်းစိတ်ကြလက်ချအသုံးပြုနေတာပဲဖြစ်ပါတယ်ရှင်။ဒီလိုချက်တွေကြောင့်ဒီ inverter battery package လေးကိုလည်းအိမ်သုံးအတွက်ရွေးချယ်တင်တာပဲဖြစ်ပါတယ်ရှင်။ကဲအိမ်မှာတက်ဆင်နေတဲ့လူချင်းမင်းတို့အတွက် inverter battery package လေးကတော့ပစ္စည်းတည်တံ့ကို112သိန်းကျတင်မှာဖြစ်ပြီးပစ္စည်းလေးကလည်းအသင့်ရှိနေပြီဖြစ်လို့လာရောက်ဝယ်ယူဖို့နှွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ရှင်ကျမတို့ Livotek showroom ကနေ inverter battery တွေကိုဝယ်ယူတက်ဆင်ပြီး6လအတွင်း ferry ball ကြောင့် error ဖြစ်ခဲ့လို့ရှိရင်လည်းဆက်အသစ်တစ်လုံးနဲ့လဲလှယ်တက်ဆင်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် Livotek showroom ကနေပစ္စည်းဝယ်ယူပြီးနောက်တစ်ပတ်အတွင်းအသုံးပြုရတာစိတ်ကျဉ်တဲ့မှုမရှိခဲ့ပါကလည်းပစ္စည်းတန်ဖိုးရဲ့100ခိုင်နှုန်းအတိုင်းအပြည့်အဝပြန်ရပေးသွားမယ် cashback ဝေဆောင်မှုလေးလည်းရှိပါတယ်ရှင်လူကြီးမင်းတို့ရဲ့စိတ်ကျဉ်တဲ့မှုနဲ့အဆင်ပြေမှုဟာကျမတို့ Livotek မြန်မာရဲ့အဓိကဦးစားပေးဖြစ်တာကြောင့်အကောင်းဆုံးဝန်ဆောင်မှုတွေကိုလည်းပေးစွမ်းနိုင်အောင်အစဉ်အမြဲကြိုးစားနေပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်